င်္ဂလာပါရှင်ကျမရေးထားတော့ညီမတို့နှလုံးသားယခုပိုင်း51ကိုပြန်လဲလို့မျှကိုပြပြရသေးရှင်မောင်လေးညီမလေးတို့မင်္ဂလာပါရှင်ကျမတို့ဟာကိုဘာကြီးကျမတို့ယူရမလဲဆိုတဲ့အတွေးတွေထက်ကျမတို့ကိုဘာကြီးပြရမလဲလို့ကျမတို့ကတွေးတဲ့အခါမှာစိတ်ကပျော်ရွှင်ရှမ်းပြေးခဲ့ရပါတယ်ရှင်တခါတလေမှာကျမတို့ရဲ့စိတ်တွေဟာကြောင်ပိတ်နေပြီလို့ကျမတို့ထင်ရတဲ့ကာလတွေဝန်းကျက်နေတဲ့ကာလတွေရှိတဲ့အခါမှာကျမတို့တွေကဘာလုပ်ကြမလဲအဲ့ဒီစိတ်ညစ်မှုတွေဖိအားတွေကျမတို့အလုပ်တွေကြားကနေပဲကျမတို့တစ်ခါတော့ကျမတို့ကကိုလို့ယုံပြီးတော့ထွက်ရှင်တော့တာပဲမဟုတ်လားရှင်ကျမတို့တွေအဲ့လိုရင်ဆိုင်ဖြည့်ချင်းကြရအောင်ဘယ်လိုတွေဖြည့်ချင်းကြမလဲဟုတ်ကဲ့ပါရှင်ကျမတို့ရဲ့စိတ်ညစ်မှုတွေစိတ်ဖိအားတွေကိုကျမတို့ကခီးထွက်ရှင်းနဲ့ကျမတို့စေကြောလိုက်အောင်လားရှင်ကျမတို့အလုပ်တွေများပြားထားတဲ့ကျမတို့မိစ္ဆာတူကကျမတို့အလုပ်တွေကိုကျမတို့တစ်ဖြတ်လောက်နားပြီးတော့ကျမတို့စိတ်တွေကိုထုတ်ပြလိုက်အောင်လားရှင်ကျမတို့ဟာဘယ်စီကိုလဲဆိုတော့ကျမတို့တောင်းတန်းစိမ့်လေးနဲ့ပင်လေပြင်လေးနဲ့ကျမတို့ရေပြင်ကြဲကြဲလေးရေပြင်ကြဲလေးတွေအိမ်မြလက်ဆက်တဲ့တောင်းတန်းလေးတွေရှိတဲ့နေရာကိုပေါ်ရှင်နောက်တစ်မျိုးရတယ်ကျမတို့အသွေးတွေတောကတွေပဲကျမတို့မရှိရရှိအောင်ကျမတို့ကားမှာပေါ့နော်စိတ်ညစ်စရာတွေကျမတို့အရာတွေလည်းကျမတို့ခဏလောက်မေ့ပြောက်ပြီးတော့ကြောပွေးတလုံးနဲ့ကျမတို့ပြီးထွက်ကြပါစို့ရှင်ကျမတို့ကတောင်းတန်းစိမ့်လေးနဲ့ကျမတို့ဟိုတောင်းပေါ်ကျမတို့တောင်းထိတ်တဲ့နေရာကိုကျမတက်ပြီးတော့ကျမတို့အောက်ကကျမတို့အောက်ကကျမတို့ဒီဖာလေးတွေလှမ်းပြီးတော့တောင်းတန်းကျမတို့အောက်ကနေကျမတို့မြေခွင်လေးကိုကျမတို့လှမ်းပြီးတော့ကြည့်တဲ့အခါမှာလဲကျမတို့စိတ်ကလည်းကျမတို့ကြည်လင်စေခဲ့ပါတယ်အေးမြစေခဲ့ပါတယ်ရှင်ကျမတို့ကစိတ်ကြည်နေမှုကိုကျမတို့ဒီဟာအပြင်ညာနေမှာကျမတို့အစာထိုးလို့မရပါဘူးရှင်ကျမတို့ဟာစိတ်နေရွှေတွေကျမတို့ဝင်ရထားတယ်ကျမတို့ခီးသွားလာမှုကိုကျမတို့ပုံမြင့်တက်ပါရှင်ကျမတို့ရတဲ့ငွေတွေကနေကျမတို့က15ရာခိုင်နှုန်းကိုကျမတို့ခီးတောက်ဖို့ကျမတို့ကအမြဲတမ်းစုထားလေးရှိပါရဲ့ရှင်ကျမတို့နှစ်စဉ်နှစ်တိုင်းကျမတို့ဟာကိုစုထားတဲ့ငွေလေးနဲ့ကျမတို့တစ်နှစ်တစ်ခါခီးထွက်ခဲ့ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်မင်္ဂလာပါရှင်ကျမတို့ခီးသွားလာခြင်းဟာလည်းကျမတို့တွေဘာကျိုးကျေးဇူးတွေကျမတို့ရရှိတယ်လဲဆိုလို့ရှိရင်ကျမတို့ခီးသွားခြင်းဟာလည်းကျမတို့ရဲ့စိတ်ကိုလက်ဆက်စေပါတယ်ကျမတို့ပတ်ဝန်းကျင်အစ်စ်ကျမတို့ရင်ခွင်အစ်စ်တွေကိုကျမတို့ရဲ့မြင်နေကြကျမတို့ရိုးအေးနေတဲ့ကျမတို့လုပ်ငန်းခွင်တွေမှာကျမတို့စိတ်ဖြစ်စီမှုတွေကျမတို့ရောချစေခဲ့ပါတယ်ရှင်ပတ်ဝန်းကျင်အစ်စ်တွေနဲ့လူတွေနဲ့ကျမတို့အစားအစာတွေကျမတို့ရဲ့စိတ်မလန်းဆန်းမှုတွေကျမတို့ဖိအားတွေကိုလည်းကျမတို့ရင်မောပျော်ရွှင်ခြင်းကျမတို့ဟာစိတ်ကြည်နက်ခြင်းကျမတို့တစုံတရာကိုရရှိခြင်းအဖြစ်ပြောင်းလဲစေခဲ့ပါတယ်ရှင်ကျမတို့ခီးသွားခြင်းဟာလည်းကျမတို့ရဲ့လက်ဆက်တဲ့ကျမတို့ idea အစ်စ်တွေကိုလည်းရရှိခဲ့ပါတယ်ရှင်ကျမတို့မြန်မာလူမျိုးတွေကကျမတို့ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ကျမတို့ပိတုကလက်ရာတွေကျမတို့စုံနေထားတဲ့ပကံဖျားပေါင်းစုံလေကျမတို့တွားရောက်ပြီးလာရင်ကျမတို့ဖျားဖူးရောကိုင်းလေဖျားဖူးရောကြိုင်လေကျမတို့ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့နေ့စစ်ကလေးတွေကိုလည်းရရှိခဲ့ပြီးတော့ကျမတို့ကကုသိုလ်တွေလည်းပွားများခဲ့ပါရဲ့ရှင်ကျမတို့အဲ့ဒါကြောင့်ကျမတို့ရဲ့လောက်ပိတ်နေတဲ့စိတ်တွေမွန်းကျက်နေတဲ့စိတ်တွေကျမတို့လွတ်မြောက်ခွင့်ကျမတို့ရစေဖို့ခီးတွေတွေ့ကြပါစို့ရှင်လောက်ပိတ်နေမွန်းကျက်မှုတွေကြားကနေတော့ရုံးထွက်ပြီးတော့ကိုယ့်ရဲ့စိတ်ကိုလည်းလက်ဆက်ပေါ်ပါသွားစေဖို့ခီးတွေထွက်ကြပါစို့ပျော်ရွှင်ခြင်းတွေကျမတို့လွတ်လပ်ခြင်းတွေရတာကိုခံစားဖို့ကျမတို့ခီးတွေထွက်ကြပါစို့ရှင်ချစ်ခင်စွာပြီးညှောက်ပြီးလည်းရစေကျေးဇူးတင်ပါတယ်ရှင်